ဒီနေ့ကခရစ်စမတ်နေ့လည်းဖြစ်တော့ခရစ်ယာန်ဘာသာဝင်ပေါင်းခရစ်တော်ယေရှုရဲ့မြစ်တာကြီးအောက်မှာငြိမ်းငြိမ်းချမ်းချမ်းနဲ့ခရစ်တော်ယေရှုရဲ့အဆုံးအမတွေကိုကောင်းစွာလိုက်နာပြီးတော့ကိုယ်ကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေလို့ဥစွာပထမဆုတောင်းမေတ္တာပတနာပို့တာလိုက်ပါတယ်နော်။ဘာကြောင့်ခရစ်ယာန်တွေကိုဆုတောင်းမေတ္တာပို့တာပြရတာလဲဆိုတော့ကျွန်တော်တော်တော်များများကခရစ်ယာန်အစွန်းရောက်တွေကိုနှိမ်နင်းတဲ့အခါမှာခြားသောခရစ်ယာန်တွေလည်းတော်တော်လေးကိုစိတ်နှလုံးသားပင်ပန်းရတာတွေရှိကြမှာပဲပေါ့နော်။အဲ့ဒီအတွက်စိတ်နှလုံးသားတွေငြိမ်းချမ်းဖို့မေတ္တာလေးပို့တာလိုက်တာလူတော်တော်များများကအစွန်းရောက်နဲ့ပြောကြတယ်ဒါပေမဲ့အစွန်းရောက်ဆိုတဲ့အဓိပ္ပာယ်ကိုနားမလည်ကြဘူးဘာသာရေးပဲဖြစ်ဖြစ်နိုင်ငံရေးပဲဖြစ်ဖြစ်အစွန်းရောက်တွေရှိတယ်ဘာသာရေးကလည်းအစွန်းရောက်တာပဲနိုင်ငံရေးကလည်းအစွန်းရောက်တာပဲအဲ့တော့နိုင်ငံရေးရဲ့အစွန်းရောက်ဆိုရင်တော့လက်ဝဲစွန်းလက်ရစွန်းပေါ့နော်အဲ့တော့ကွန်မြူနတီကိုလက်ဝဲစွန်းလို့ခေါ်ပြီးတော့ဒီဘက်ကဆိုရှယ်သမားတွေကိုလက်ရစွန်းလို့ခေါ်ကြတာပေါ့အလယ်လန်းကဘာလဲဆိုရင်တော့အမျိုးသားအကျိုးစီးပွားပေါ့အလုံးကအမျိုးသားအကျိုးစီးပွားကိုဦးတက်ပြီးအလုပ်လုပ်ရတယ်အဲ့ဒီချိန်မှာနိုင်ငံရေးစနစ်ကတော့ဘယ်လိုပဲပြောအာကုသို့ပေါ်အခြေတည်ပြီးတော့လက်ရှိပြစ္ဆုတ်ပံချမ်းသာရေးကိုလုပ်တာပေါ့လူသားဆိုတာထက်မိမိတို့အဝန်းအဝိုင်းထဲမှာရှိနေတဲ့နိုင်ငံသားရဲ့ပြစ္ဆုတ်ပံချမ်းသာကိုလုပ်ကြတာပေါ့ဒါကနိုင်ငံရေးလို့ခေါ်တာပေါ့ဘာသာရေးကြတော့လူသားပေါ်မှာအခြေတည်တာလူသားပေါ်မှာအခြေတည်ပြီးတော့လူသားရဲ့အကျိုးစီးပွားပြစ္ဆုတ်ပံအကျိုးစီးပွားတမလွန်အကျိုးစီးပွားကိုလုပ်တာအဲ့ဒါကတော့ဘာသာရေးပေါ့ဘာသာရေးမှာလည်းအစွန်းနှစ်ဖက်ရှိတယ်တစ်ဖက်အစွန်းကတော့ကမ္မအစွန်းဖြစ်ပြီးနောက်တစ်ဖက်အစွန်းကတော့အတ္တအစွန်းဖြစ်တယ်ကမ္မအစွန်းနဲ့အတ္တအစွန်းမှာကအယူဝါဒတွေကိုစုပ်ကိုင်ထားကြတာအတ္တသမားတွေကအယူဝါဒတွေကိုစုပ်ကိုင်ထားတဲ့လူတွေကအတ္တစွန်းတွေကမ္မအစွန်းသမားတွေကြတော့သူတို့ကြတော့ပူဇော်မှုတွေအလေးမြတ်ပြုမှုတွေဟာလာကမယ်ခုံမယ်တီးမယ်မှုတ်မယ်ဒီပူဇော်တက္ကာယပြုတဲ့ခါမှာကာမဂုဏ်ချမ်းသာတွေနဲ့သူတို့ရဲ့ရှာဖွေထားတဲ့ကာမဂုဏ်ချမ်းသာတွေနဲ့ပူဇော်မယ်အလေးမြတ်တွေပြုကြမယ်အဲ့ဒါကကာမအစွန်းမှာရှိနေတဲ့ပုံကိုယ်တွေအဲ့ဒီကာမအစွန်းမှာရှိနေတစ်ဖက်မှာအတ္တအစွန်းမှာရှိနေတဲ့ပုံကိုယ်တွေကတော့အယူဝါဒတွေစုပ်ကိုင်ထားပြီးငါအယူဝါဒကအမှန်သူ့အယူဝါဒကအမှားအယူဝါဒချင်းပြိုင်ဆိုင်တာတွေညှင်းခုန်တာတွေရန်တတ်တာတွေလုပ်တဲ့အုပ်စုကအတ္တအစွန်းဒါဆိုအလဲကပါလဲလို့မေးလို့ရှိရင်အလဲမှာရှိနေတဲ့မျက်စိမှာပရိပရာကတော့ကရုဏာမုဒိတာမေတ္တာကရုဏာမုဒိတာဥပက္ခဆိုတဲ့ဗျမဆိုတရား၄ပါးကိုလက်ကင်ထားပြီးတော့အကုသို့ဒုစရိုက်တို့ကိုမလှုပ်ဘူးဆိုတဲ့ရှက်တက်တဲ့သဘောတရားကြောက်တက်တဲ့သဘောတရားအကုသို့ဒုစရိုက်တရားတွေငါတို့ဝေးရှောင်ကျင်မယ်ဆိုတော့မိမိကိုယ်ကိုအရှက်တရားအကြောက်တရားနဲ့ထိန်းကြောင်းတဲ့ပုဂ္ဂိုလ်အဲ့ဒီလမ်းကသွားစရာကသီလသမารိပညာဆိုတဲ့လမ်းပဲရှိတယ်အဲ့ဒီလမ်းပေါ်ကတော့အလေလမ်းလို့ခေါ်တာနှစ်ဖက်အစွန်းလမ်းတွေကတော့အတ္တအစွန်းနဲ့ကာမအစွန်းအတ္တအစွန်းမှာရှိတဲ့ပုဂ္ဂိုလ်တွေကယုံညံ့တဲ့ပုဂ္ဂိုလ်များတယ်အယူဝါဒတွေကိုစုပ်ကိုင်ပြီးတော့ငါအယူဝါဒကမှန်တယ်သူ့အယူဝါဒကမှားတယ်ဆိုပြီးတော့အယူဝါဒကိုစုပ်ကိုင်ပြီးတော့လူတွေကဘာကြောင့်ယုံညံ့တဲ့လူတွေများလဲလို့မေးလို့ရှိရင်သူတို့ကသူတစ်ဖက်သားကိုဖျက်ဆီးတာမိမိကိုယ်ကိုယ်တင်ဖျက်ဆီးတာမဟုတ်ဘဲနဲ့သူတစ်ဖက်သားကလူအများကိုပါဖျက်ဆီးတတ်တယ်အယူဝါဒသမားတွေကဒီဘက်ကာမအစွန်းကသမားတွေကမိမိကိုယ်ကိုယ်ပဲမိမိဖျက်ဆီးတာဖျက်ဆီးစရာရှိလို့ရှိရင်မိမိတို့ရှာဖွေထားတဲ့ဥစ္စာအစည်းစိမ်တွေနဲ့ဟာလားဘာသာရေးပွဲလမ်းသမီးတွေလုပ်မယ်တီးမယ်မှုတ်မယ်ကမယ်ခုံမယ်ပြောမယ်ပါမယ်ဆိုပြီးတော့မိမိတို့စိတ်ချမ်းသာမှုရှာတဲ့ခါမှာမိမိတို့ဥစ္စာစည်းစိမ်နဲ့ပုံအောပြီးလုပ်တာအဲ့ဒါကတော့နတ်ကိုးကွယ်တဲ့လူတွေဗုဒ္ဓဘာသာဟိန္ဒူဘာသာအဲ့ဒါခရစ်ယာန်ထဲမှာဆိုရင်လည်းဒီအာစီကခုနဘာသာရေးပွဲလမ်းသမီးတွေအရန်လုပ်တယ်ဘာသာရေးပွဲလမ်းသမီးလုပ်တဲ့ပုံကိုယ်တွေမွတ်စလင်ထဲမှာဆိုရင်၅ပါးသခင်ဒါရကကိုးကွယ်တဲ့တညင်အုပ်စုတွေအဲ့ဒီပုံကိုယ်တွေကတော့ကာမအစွန်းရှိတဲ့ပုံကိုယ်တွေသူတို့ကတစ်ဖက်သားကိုဘယ်တော့မှဒုက္ခပေးလို့ထုံးစံမရှိဘူးအဲ့ဒီပုံကိုယ်တွေကသူတစ်ဖက်သားကိုဒုက္ခပေးတာအလွန်မတန်နဲတယ်မိမိကိုယ်ကိုယ်သာမိမိပျက်စီးရပျက်စီးကြောင်းလုပ်ချင်လုပ်ကြတယ်ဘယ်လိုပျက်စီးရပျက်စီးကြောင်းလုပ်မှလဲမိမိရှာဖွေထားတဲ့ပစ္စည်းဥစ္စာတွေရွှေငွေတွေနဲ့ပုံအောပြီးတော့ဘာသာရေးကိုပုံအောလိုက်တာဖြစ်ခြင်းကြောင့်မွဲသွားတဲ့လူတွေရှိတယ်ဒုက္ခရောက်သွားတဲ့လူတွေရှိတယ်ဆင်းရဲသွားတဲ့လူတွေရှိတယ်အဲ့ဒီပွဲတွေကိုယုံယုံကြည်ကြည်နဲ့လုပ်နေတဲ့ကွာခန္ဓာကိုယ်ပျက်စီးဒုက္ခရောက်တာတွေရှိတယ်အဲ့ဒီပုံကိုယ်တွေကကိုယ့်ကိုယ်ကိုပဲဖျက်ဆီးတာသူတစ်ဖက်သားတို့ကိုမဖျက်ဆီးဘူးဒီဘက်အတ္တဆုံးမှာရှိနေတဲ့ပုံကိုယ်တွေကတော့အယူဝါဒကိုစုပ်ကိုင်ထားပြီးငါအယူဝါဒကိုစန့်ကျင်ဒီကောင်တက်ကွာချကွာဒီကောင်ကဘလို့ငါတို့ဂုံးတိုက်တာရန်သူလို့သတ်မှတ်ဘာသာရေးမှာရန်သူလို့ပြောလာပြီဆိုရင်အဲ့ဒီဘာသာရေးခေါင်းဆောင်ကငါတို့နဲ့အယူဝါဒမတူရင်ငါတို့ရန်သူပဲဒီကောင်ကိုငါတို့ကခြေမုံရမယ်တိုက်ခတ်ရမယ်ဆိုပြီးတော့ပြောခေါ်နေပြီဆိုရင်အဲ့ဒီဘာသာရေးခေါင်းဆောင်လောကမှာအယုံညံဆုံးအောက်တန်းစားပဲအဲ့ဒီကောင်ဘာသာရေးခေါင်းဆောင်မဟုတ်ဘူးအဲ့ဒီကောင်လူယုံပါအဲ့ဒီလိုလူယုံမာရဲ့နောက်လိုက်လာပြီဆိုရင်အဲ့ဒီကောင်တွေကလောကကိုတေချာဖို့ဖျက်ဆီးမဲ့ကောင်တွေအဲ့ဒီနောက်လိုက်အဲ့ဒီဘာသာရေးခေါင်းဆောင်ရဲ့နောက်လိုက်တွေမှန်သမျှကသူတစ်ပါးအကျိုးစီးပွားကိုလည်းဖျက်ဆီးတယ်မိမိအကျိုးစီးပွားကိုလည်းဖျက်ဆီးတယ်
အဲ့ဒါလူယုံမာတွေပဲဘာသာရေးခေါင်းဆောင်တွေမဟုတ်ဘူးဟုတ်လားအဲ့တော့မိမိအကျိုးစီးပွားကိုလိုအပ်တဲ့လိုချင်တဲ့လူအလိုရှိတဲ့သူတွေကရိုးရိုးလေးတွေးလိုက်လို့ရတယ်ငါတို့လည်းကာမဂုဏ်၅ပါးကိုခံစားတယ်သူတို့လည်းကာမဂုဏ်၅ပါးကိုခံစားတယ်ငါရှာထားတဲ့ကာမဂုဏ်၅ပါးဒီသူတို့သားတို့ရဲ့ဘဝရဲ့မျက်ရည်တွေသွေးတွေအသက်တွေမပါလာဘူးဆိုရင်ငါကာမဂုဏ်၅ပါးတန်ရှင်းတယ်ငါခံစားတဲ့ကာမဂုဏ်၅ပါးတန်ရှင်းတယ်အဲ့တော့ငါရထားတဲ့ကာမဂုဏ်၅ပါးကိုလည်းငါထက်ယုံညံ့တဲ့လူတွေငါရဲ့အမိခိုပြုတ်ပြီးတော့ငါရဲ့မိသားစုတွေငါ့ကိုမိခိုနေရတဲ့အလုပ်သမားတွေဟဟလားငါပတ်ဝန်းကျင်မှာရှိတဲ့ပုံကိုယ်တွေနဲ့ငါမျှဝေစားတောက်မယ်ငါတဲ့အကျင့်သီလမုံမြတ်တဲ့သူတွေနဲ့မျှဝေစားတောက်မယ်အကျင့်သီလမုံမြတ်တဲ့လူတွေဆိုတာဘယ်လိုလူမျိုးတွေကိုခေါ်တာလဲခမရတို့ကိုစိတ်ချမ်းသာမယ်ကိုချမ်းသာမယ်စိတ်ငြိမ်းချမ်းကြောင်းတွေကိုငြိမ်းချမ်းနေကြောင်းတွေပြောတယ်ဒုစရိုက်တွေကိုမပြုတ်အောင်လို့ခမရတို့တားမြစ်နေပြီဆိုရင်အဲ့ဒီပုံကခမရတို့ရဲ့မြင့်မြတ်တယ်အဲ့ဒီပုံကိုမျိုးနဲ့ဆိုရင်အဲ့ဒီပုံကိုမျိုးကခမရတို့ကိုအဲ့ဒီအဆုံးအမတွေပေးနေပြီဆိုရင်အဲ့ဒီပုံကိုရဲ့6ကိုကူးတိုက်ပြီးတော့ရှစ်ခိုးလိုက်သူဒီအလေးမြတ်ပြုတ်ထက်တဲ့ပုံကိုထဲမှာပါတယ်အဲ့ဒီပုံကိုမျိုးကိုရှစ်ခိုးလို့ရှိရင်ခမရတို့အတွက်အကျိုးစီးပွားရှိတယ်ဘလို့အကျိုးစီးပွားရှိတာလဲသူ့ရှိရနေပြီးတော့မုံမြတ်တဲ့စကားတွေနားချမ်းသာတဲ့စကားတွေစိတ်ချမ်းသာတဲ့စကားတွေခမရတို့ကြားဟုတ်လားခမရတို့ရဲ့အကျိုးစီးပွားရှိကြောင်းနိခမရတို့ပြောလိုက်မယ်တစ်ဖက်ကဘာသာရေးအယူဝါဒမတူတာနဲ့ဒီကောင်တွေကငါတို့ဘာသာကိုတိုက်ခိုက်နေတာဒီကောင်တွေကရန်သူတွေပဲဒီကောင်တွေကိုချေမုန်းရမယ်လို့ပြောနေပြီဆိုအဲ့ဒီကောင်ကခမရတို့ရဲ့ပူဇော်တက်ကာယကိုလှူဒန်းမှုကိုစားပြီးတော့ခမရတို့ကိုဂုံးတိုက်နေတာခမရတို့ဘဝတွေကိုပစ္စုပန်မှာလည်းဖြတ်စည်းတယ်တန်တရားမှာလည်းဖြတ်စည်းတယ်အလုံးမတန်ရုံညံ့တဲ့အောက်တန်းစားဘာသာရေးခေါင်းဆောင်ဖြစ်တဲ့အတွက်ဒီလိုခေါင်းဆောင်မျိုးရဲ့နောက်ကိုခမရတို့လိုက်မိပြီဆိုရင်ခမရတို့ဒီလူယုံမာကြီးတွေတန်းဖြစ်ကုန်တာလူယုံမာရဲ့ခေါင်းဆောင်တယောက်ရဲ့နောက်လိုက်ဖြစ်ပြီဆိုတော့ခမရတို့ဒီလောကပစ္စုပန်တက်တဲ့မှာယုံမာတဲ့အောက်တန်းစားတွေဖြစ်လူတကာယွန်းတာမစင်ထုတ်တွေမြင်တယ်လို့မစင်ပုံမြင်တယ်လို့ယွန်းသွားလိမ့်မယ်ဒီကောင်တွေကဘာသာရေးဂုံးတိုက်နေတာဒီကောင်တွေဘာသာရေးရန်တိုက်နေတာဟာလားအဲ့လိုမျိုးမြင်သွားတဲ့အခါကြလို့ရှိရင်ခမရတို့ကပစ္စုပန်မှာမစင်နဲ့တူတယ်တမလွန်အကျိုးစီးပွားတော့စဉ်းစားမနေနဲ့တော့ဟုတ်လားအဲ့တော့ခမရသည်ဘယ်ဘာသာကိုကိုးကွယ်နေလက်ရှိမြေပြင်အရှိတရားကိုကြည့်ဘာသာရေးအစုံအမတွေကိုခဏလေးပေးဖယ်လိုက်မြေပြင်အရှိတရားမှာကာမအစွန်းနဲ့အတ္တအစွန်းမှာရှိတဲ့ပုံကိုယ်တွေအတ္တအစွန်းမှာရှိနေတဲ့ပုံကိုယ်တွေအလွန်မတန်ယုံညံ့တဲ့အောက်တန်းစားတွေများတာတွေ့ရပြီးတော့ကာမအစွန်းမှာရှိတဲ့ပုံကိုယ်တွေကတော့လူနေတဲ့တဟဇာတာဖြစ်တယ်မနေ့ကဆိုတနေ့ရလားမသိဘူးနော်ဒါတကမှာစင်နေနဲ့သူတို့လှည့်လည်ပြီးတော့ပူဇော်ပွဲတွေလုပ်ကြတယ်ငါးပါးတခင်ဒါတကပူဇော်ပွဲပတ်ဝန်းကျင်နဲ့အဆင်ပြေတယ်ဘယ်သူမှရန်ရှာတာမရှိဘူးဗုဒ္ဓဘာသာအတိုင်းဝိုင်းထဲမှာလုံနေတဲ့အလုပ်တွေဗုဒ္ဓဘာသာတွေလည်းလက်ခံတယ်ဟိန္ဒူတွေလည်းလက်ခံတယ်အဲ့ဒီထဲမှာဗုဒ္ဓဘာသာဟုတ်တာတွေရောမဟုတ်တာတွေရောမွတ်စလင်တွေကောအခြားသောဘာသာဝင်တွေပျော်ပါဝိုင်းပြီးဆင်နွှဲလို့ရတယ်ယနေ့ခရစ်စမတ်ဆိုလည်းဒီလိုပဲဘာသာပေါင်းစုံဝိုင်းပြီးဆင်နွှဲလို့ရတယ်ပျော်ဝဲရှင်ဝဲတစ်ခုရှိတယ်အဲ့ဒါကလူသားရဲ့လက်ရှိပြစ္ဆုတ်ပံကာမဂုဏ်ခံစားခြင်းပဲအဲ့လိုပုံကိုမျိုးတွေကဘာသာရေးအလုပ်ကိုလုပ်တဲ့ခါမှာဘာအနေမှမရှိဘူးလူသားအကျိုးစီးပွားလည်းမပျက်စီးပျက်စီးခြင်းသူတို့အကျိုးစီးပွားပဲပျက်စီးမယ်ခြားသူတွေရဲ့အကျိုးစီးပွားကိုထိခိုက်နစ်နာပျက်စီးအောင်လုပ်ကြတာမရှိဘူးအဲ့ဒါကြောင့်မလို့ဘာသာရေးမှာခင်ဗျားတို့အစွန်းမရောက်ကြပါနဲ့အစွန်းရောက်တဲ့အခါမှာလည်းကာမအစွန်းမှာရှိနေလို့ရှိရင်လောကကိုမဖျက်ဆီးပါဘူးအတ္တအစွန်းမှာရှိနေတဲ့ပုံကိုယ်တွေကတော့အလွန်မတန်ယုံညံ့ပြီးတော့လောကကိုဖျက်ဆီးနိုင်တဲ့လူတွေပါအတ္တအစွန်းသမားတွေကိုဝေးရှောင်ကြပါ